是谁那个咯？找了找嘛。你理所的干嘛哩？找不得。妈个，上个月才能找嘛，找得比哦，少来找就ဖြစ်တယ်။ဒါပေမဲ့သူမရဲ့နေနာမှာအပြိုအစီလုံးဝမရှိပါဘူး။သူမနေနေရတော့လေးလေးဖြစ်ပါရဲ့။သူမကစားလေးအရင်ကျူးသားသူဖြစ်ပါရဲ့။အော်ကျောင်းလာစီသွားပြီ။ဒါလည်းကျောင်းစီတော့ပြင်နေတော့။အော်ဒီအဲ့ဒီဘုံနေလေးလေးပါမယ်။ကဲဒီအဲ့လေးဆိုတော့ငါအိမ်အရင်ပြီးမှပဲအိမ်မှာသမီးဟင်းချက်ပြီးတော့ဒီလာလုံးလေးသမီးဟင်းချက်ပြီးတော့စားမှရမယ်။အကောင်လေးအပြင်မှာကြပြီဒီမှာလေကျောင်းမှာလည်းနားပြောင်းသေးလို့ဆိုတော့ပြင်းလို့ရင်ကောင်းတယ်။ထိုင်ပါလေထိုင်ပြင်းနေလို့ပြင်းနေတယ်ဆိုတော့စလုံးမှာပဲထိုင်လိုက်တော့ဒီအိုးစားရပါလေပြီးတော့ထားလိုက်ထားလိုက်ဒီဘိုးလေးပါလေဆိုလိုက်ပါမယ်လေခေါင်းလေးပါမယ်ဆိုကဲချိုးပြီးဆိုတော့အင်းကြီးသွားလိုက်ပါဦးမယ်လေနောက်ဘယ်မှလည်းတော့ဆက်နေမှာမရှိဆိုတော့ပန်းကျင်လေးပဲသွားလိုက်ပါမယ်ပန်းကျင်မှာခဏလောက်ထိုင်နေလိုက်ပါဦးမယ်ပန်းကျင်သွားလိုက်မယ်ပန်းကျင်သွားလိုက်အောင်မယ်ကဲဒီမှာခလေးရဆိုတော့ထိုင်ကြည့်နေပါဦးမယ်လေတနေ့ရှင်ဟမ်အတန်တစ်ခုကြားရတော့လို့တေချာပေါင်းတော့အတန်တစ်ခုကြားလိုက်ပါလေဘယ်မှာလဲမသိဘူးဟယ်လိုကျမဘာလို့ခေါ်လိုက်တာလဲဘယ်မှလည်းမရှိတော့ပါဘူးလေထိုင်နေရတော့ကောင်းပါလေအမှန်တော့လေးမအရှင်နှုန်းကအရှိတော်တနေ့ရှင်တယောက်ရှိပါတယ်သူ့နာမည်ကတော့အန်နာဖြစ်ပါတယ်အရှင်တုန်းကပေါ့သူတို့နှစ်ယောက်ကအရန်ကိုစိတ်ကြတနေ့ရှင်နေဖြစ်ပါတယ်အဲတော့ကလူကြီးကလည်းအပျော်ရှင်ကောင်းလို့ဖြစ်ခဲ့တာပေါ့သူတို့နှစ်ယောက်ကညာတနေ့ရှင်ဖြစ်ပြီးတော့သူတို့ခင်လာလည်း10နှစ်ကျော်ကြာပြီးဖြစ်ပါတယ်တယောက်ကိုတယောက်ချစ်ခင်ကြရဲ့လူဖြစ်ကြပါတယ်你个大媳妇讲哪呗？ဒီလိုနဲ့တနေ့မှာတော့ဟဲ့ငါတို့ပန်းကျဲကိုပျော်ခီးသွားကြမလားအေးကောင်းတော့ပါဟဲ့ငါလည်းပန်းကျဲသွားရှင်နေရဒီနေရာမှာစကားပြောမှာပဲအတွက်တောင်းနေတယ်ရှင်မပန်းကျဲမဟုတ်ပါဘူးကန်းကြီးကိုသွားပါပန်းကျဲသွားလို့ပါရှင်အေးအဲ့ဒါကန်းကျဲသွားကြမယ်လေအဲ့ဆိုမလက်ချက်စောစောစီးလာဟဲ့နော်မလက်ဖက်နဲ့ကြောင်းစနေတို့ကလေးပိတ်ကြဆိုတော့လာဟဲ့ဟာမလက်စောစောစီးသွားကြမှာနော်ကန်းကြီးကိုမလက်စောစောစီးအေးမှာပေါ့အဲ့ဆိုညနေသွားမှာဟဲ့အေး你拉拉里我看喏，还拉拉里我看没？一百，打牌打，啊，打来钱，打，那你妈对面那单钱，哪边多你吧？我没你呀嘞。给没在家楼先，可以看马索了，没在家可以看马索了，俺这里我抓呀没？给没在可以抓马索，俺这是说一毛钱没？说那一天呢？家里还没在包没哩。ကဲစားရလောက်ပြီဆိုတော့အဲ့လိုက်ပါအောင်မယ်လေဒီတမောတနေ့ရှင်နေအမဘာလုပ်နေရလဲငါကိုကဲပါဟမ်ဘာလဲဒါအိမ်မက်လားဘာလဲနေအမဘာလုပ်နေရလဲဘယ်ရောက်ရလဲတနေ့ရှင်ဟာဘာဖြစ်နေရလဲဘာဖြစ်နေရလဲငါအိမ်မဆိုးရင်မက်နေတယ်လားနောက်တနေ့ကြီးဘာမှဖြစ်ပါစေနဲ့တောင်းပါရဲ့ဒီလိုလဲလီလီလဲတင်အိပ်ပြန်ပါပါရဲ့
ကဲအားလုံးပဲပါပဲမှာရှင်လိုက်ကလေးနဲ့နှိပ်ခဲ့ပါအောင်ရှင်တတားပါ